ဘာမီယန်လွန်ဘူမှပိနိကတော်များအာဂန်နစ္စတန်နိုင်ငံဘာမီယန်လွန်ဘူဒေသတွင်ငလျင်လုခရာမှာနှစ်ပေါင်း400ကျော်ကြာမြို့နယ်နေခဲ့သည့်ရှေးဟောင်းဗုဒ္ဓဘာသာပိနိကတော်ဆာမူပိုင်းထောင်ပေါင်းများစွာထွက်ပေါ်လာခဲ့သည့်ထိုဖိုးတန်သာသနာအမွေအနှစ်များကိုအာဂန်နစ္စတန်ပြည်တွင်းစစ်ပေးမှကယ်ထုတ်ကာနော်ဝေးနိုင်ငံရှူရန်ပြတိုက်တိုးပင်းဆောင်ပြီးခင်မီနည်းပညာများဖြင့်စနစ်တကျထိန်းသိမ်းထားရှိခဲ့သည်နောက်ပိုင်းတွင်ဒါလီဘန်တို့ကဘာမီယန်ဗိုလ်တရုတ်ပွားတော်ကြီးများကိုဖောက်ခွဲဖျက်ဆီးခဲ့တဲ့ချိန်ထိုင်းနိုင်ငံတွင်ဘာမီယန်ပုံသူရုပ်ပွားတော်အကြောင်းဆောင်ကိုပြန်လည်တည်ထားခဲ့သည်ထိုအခြေအနေကြောင့်နော်ဝေးဆိုရကကြရက်ရှိဘာမီယန်ပီနီကတ်တော်အစိတ်အပိုင်းချို့ကိုထိုင်းနိုင်ငံသို့သာသနာပြုမင်္ဂလာလက်ဆောင်အဖြစ်လွှဲပြောင်းပေးအပ်လူဒန်းခဲ့သည်ယခုအခါအဆိုပါပီနီကတ်တော်များကိုထိုင်းနိုင်ငံရှိဘာမီယန်ပုံသူကျောင်းဆောင်အတွင်း၌စနစ်တကျထားရှိပူဇော်ထားပြီးဗုဒ္ဓဘာသာဝင်တိုင်းအန်နိုဂျီနိုယာမီထီယမန်တမိုင်းကျောင်းတစ်ခုဖြစ်ပါတော့သည်